ကဲသာသမီတွေအလားပါဖြင့်အလားတရားဓမ္မတွေဟောကြားပြီးတော့မှဖြစ်ခဲ့ပြီးပြီအလားသမထဝိပဿနာတရားတွေဟောကြားပြီးတော့လဲဒါရီသမီတွေတရားရဖို့လဲဟောခဲ့ပြီးပြီအခုတော့ဖြင့်အလားလောကုတ္တရာအတွက်ဟောခဲ့ပြီးလို့လောကီကိစ္စလေးအလားဝိဇ္ဇာတရနီးနဲ့ဝိဇ္ဇာနီးနဲ့အလားဘာမှမခက်တဲ့အလားငွေကြေးဒနာတွေရနိုင်တဲ့နီးတွေအဲ့ဒါပေးသနာမှာပဲဖြစ်တယ်အဲ့တော့ဒါမြတ်သမီးများအနေနဲ့အဲ့ဒါကိုလိုက်လို့ပါအထူးသဖြင့်လာဈေးရောင်းတဲ့လူတွေအလားဈေးရောင်းတဲ့ဆိုတာအကုန်လုံးပေါ့အလားဈေးရောင်းတဲ့ဒါရင်သမီးတိုင်းဒါမှမဟုတ်မေးတို့အိမ်မှာလဲငွေရဖို့အတွက်ဆောင်ထားခြင်းနဲ့ဆိုရင်လဲအလားဈေးမရောင်းတော့လဲလှုပ်လို့ရတယ်အဲ့ဒီနီးလေးတစ်ခုကိုလားအပပြီးမယ်အလားဘာမှမခက်ဘူးမင်းတို့လားပကံများတစ်ချက်ပကံတစ်လုံးတစ်ခုပေါ့ကွာပကံတစ်ခုကိုယူယူပြီးတော့ရင်လက်ထားလိုက်ပါထားပြီးရင်အလားတည်းကွန်းရွက်နေရကိုအသုံးပြုရမယ်ပထမကွန်းရွက်အနေနဲ့အလားရေးစဉ်အလားကအခရာကိုရေးမယ်ဒုက္ခဒနာလာဘအေဟိအေဟိဆိုပြီးတော့အလားရေးလိုက်ပါရေးလိုက်ပြီးတာနဲ့ဒီဘက်နဲ့နောက်တရွက်ကိုအလားရပ်ပလက်အလားဒုက္ခဒနာလာဘအေဟိအေဟိဆိုပြီးတော့ရေးလိုက်ပါအဲဒီကိုယ်ရနေကိုဒီပေါ်တင်အလားတင်ပြီးတော့ထားလိုက်ပါထားပြီးတော့ဒီကနေ့အလားဈေးရောင်းကောင်းပါစေဒီကနေ့ဈေးရောင်းကောင်းပါစေဆိုပြီးတော့အရပလက်ကိုအောက်ဝတ်ထားကကြီးကိုအပေါ်မှာထားအဲ့ဒါဆိုရင်မင်းတို့တဏီကုံဈေးရောင်းကောင်းတယ်လောက်သမျှငွေကြေးဒနာကိစ္စတွေအားလုံးအောင်မြင်တယ်အဲ့တော့မြင့်သောတဏီယာမှာထားဘုရားရှင်မှာပဲထားလိုက်ပါကိုယ်ဈေးရောင်းတဲ့နေရာမှာဆိုလဲအလားမြင့်တဲ့နေရာလေးတဏီယာမှာဖြစ်အလားလူမမြင်စေခြင်းလဲတဏီယာမှာဖြစ်ထားပြီးတော့ပြုတ်ပါအလားစိတ်ထဲမှာလဲအရဟံလာဘန္တနာသိတိအရဟံလာဘန္တနာသိတိအရဟံလာဘန္တနာသိတိဆိုပြီးတော့အလားရွတ်ဆိုလိုက်ခြင်းအပြင်အလားမင်းတို့ကောလိဒဆင်ထားတဲ့ဓာတ်နဲ့ကကြီးရပလက်ဓာတ်အဲ့ဒီဓာတ်တွေကမင်းတို့ကိုငွေကြေးဒနာဆွဲပြမယ်အဲ့တို့သဖြင့်ရုပ်ကစိုးကမင်းတို့ကိုအလားဈေးရောင်းကောင်းအောင်ပြုတ်ပေးလိမ့်မယ်ကူညီလိမ့်မယ်လို့အဘအဲ့ဒီနေ့ကိုပေးလိုက်တယ်ကွာ